Back. Button. Out of list. Window nav bar. Double tap to activate. Double tap and hold to long press. Additional settings. Language. Double tap nav bar. Double tap. ခုလို့ကျွန်တော်တို့ဖုန်းမှာကျွန်တော်ဖုန်းကိုတုံးရင်နဲ့အကြောင်းမျိုးအကြောင်းကျွန်တော် setting ထဲမှာတွားရရှိမှာမတော်ဆကျွန်တော်နှိမ့်မိတယ်ချိန်မှာကျွန်တော်ဖုန်းဟာ automatic စကားပြောလာမှာဖြစ်ပါတယ်အဲ့လိုစကားပြောလာဆိုရင်ကျွန်တော်ဘာမှကိုကဆိုင်မှာတွားမှလုံးဆရာမလို့ပဲねကိုတိုင်လုံးနေဒီမျိုးမှာမြောက်ပြမှာဖြစ်ပါတယ်โอเคဒီလိုလုပ်ဖို့ဆိုရင်ကျွန်တော်ရင်းဆုံးကျွန်တော်ကဖုန်းရဲ့ setting ထဲမှာကျွန်တော်ပြုတ်ပြင်ပြရမှာဖြစ်ပါတယ်အဲ့ဒီအောင်တစ်ချက်နဲ့ပြလိုက်ပါဒီ phone settings ဆိုရင်တစ်ချက်နဲ့ပြလိုက်ပါအဲ့လိုဖြစ်လို့ဆိုရင်ကျွန်တော် setting ကိုနှိပ်မယ်ဆိုတော့နှခါနဲ့ပြရမှာဖြစ်ပါတယ်တက်ဆိုမဲ့နှခါနဲ့ပြရမှာဖြစ်ပါတယ်เนาะအဲ့ဒီရောက်ပြီဆိုရင်ကျွန်တော်မှာindustrial settings ဆိုတာကိုတစ်ချက်နဲ့ပြလိုက်ပါအဲ့မှာเนาะအဲ့ဒီတစ်ချက်နဲ့ပြလိုက်ပါပြီးရင်ကျွန်တော်အဲ့မှာအပေါ်မှာ accessibility ဆိုတာကိုတစ်ချက်နဲ့ပြမှာเนาะဒီညာเนาะaccessibility ဆိုတာကိုတစ်ချက်နဲ့ပြလိုက်ပါโอเคဒီညာရောက်ပြီဆိုရင်ကျွန်တော်အဲ့မှာ type ညာရောက်ပြီဆိုရင်အဲ့မှာ type ကိုတစ်ချက်နဲ့ပြလိုက်ပါโอเคကျွန်တော်မတော်ဆက်ကျွန်တော်ကအဲ့မှာ type ဆိုရင်ညာမှာအဲ့ဖြစ်မှာကျွန်တော်ကနှိမ့်မိတာဖြစ်ပါတယ်အဲ့မှာတကယ်လို့နှိမ့်မိပြီဆိုရင်တော့โอเคအဲ့မှာ okay လောက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကအတန်ပြောလာမှာဖြစ်ပါတယ်ဒီအတန်ပြော Talk back on. အဲ့မှာကြည့်လိုက်ကိုအတန် Talk ပြော back လာတယ် needs နော် to use ဒါ three ကျွန်တော် finger ကပြန် gestures ပိတ်ရှင်ဆိုတော့အဲ့ exclusively. မှာ Three လက် finger ချင် gestures. တဲ့နှစ်ခါနှိပ် Turn ပြလို off က်ပါ talk back. ပြီးတော့ store ကိုပြန်နှိပ်ပြလိုက် Stop. Button. Talk back off. okay ဒါကကျွန်တော်ဖုန်းမှာမတော်ဆက်စကားလာပြောလာရင်တော့ကျွန်တော်ကဆိုင်မှာပြဆရာမလို့ဘယ်နဲ့ကိုတိုင်လုံးနေဖြစ်ပါတယ်ကျွန်တော်ဖုန်း setting ထဲမှာကိုတိုင်တိုင်းမှာကျွန်တော် type ဘိုက်ကိုကျွန်တော်ကတစ်ဖြစ်မှာလက်ချင်တဲ့နှိပ်ပြလိုက်ရင်လည်းကျွန်တော်ကပုံမှန်တိုင်းပြန်ဖြစ်မှာဖြစ်ပါတယ်ဒါတချို့တူတွေဒီအောင်လို့ကျွန်တော်က share လုပ်ပေးတာဖြစ်ပါတယ် okay အားလုံးကြည့်တင်ပါတယ်အားလုံးစိတ်ပြကြပါစေနော်